ဘီလီယံချီတန်ဖိုးရှိတဲ့နှင်းစီပင် Rosewood တရားမဝင်တစ်ခိုးထုတ်နေတဲ့ဂိုင်းတစ်ခုဟာတောနက်ထဲမှာတစ်တွေကိုခုတ်လဲနေကြပါတယ်။တောင်ထိပ်ကနေပြင်းဆောင်နေတဲ့သူကရဲကားတွေလာနေတာကိုလှမ်းမြင်လိုက်တာနဲ့ချက်ချင်းပဲခရူးတန်သို့မဟုတ်ဝီစီမှုတ်ပြီးအချက်ပေးလိုက်ပါတယ်။အချက်ပေးတန်ကြားတာနဲ့တစ်ခိုးသမားတွေဟာတန်ဖိုးကြီးတစ်တွေကိုထားခဲ့ပြီးထွက်ပြေးဖို့ပြင်ကြပါတော့တယ်။ဒါပေမဲ့ကြက်လို့ခေါ်တဲ့လူတစ်ယောက်ကသူတို့ကိုပြန်ခေါ်ပြီးအပင်ပန်းခံခုတ်ထားတဲ့တစ်တွေကိုထားပစ်ခဲ့ဖို့မလိုကြောင်းနဲ့ရဲတွေကိုလမ်းကြကောင်းလွှဲဖို့သူ့မှာအစီအစဉ်ရှိတယ်လို့ပြောခဲ့ပါတယ်။မကြခင်မှာပဲတရားမဝင်တစ်ခိုးမှုတွေကိုပြက်ပြက်တသားနှိမ်နှင်းလေးရှိပြီးရာဇဝတ်ကောင်တွေကိုအလွန်မုန်းတီးတဲ့ရဲအရာရှိချုပ်ဦးဆောင်တဲ့ရဲအဖွဲ့ဟာတောထဲကိုရောက်ရှိလာပါတယ်။ဒါပေမဲ့ရဲတွေရောက်လာတဲ့အခါမှာတော့ဘာတစ်မှရှာမတွေ့ပဲတိုးကြောင်းနေပါတယ်ဆိုတဲ့လူစုတစုကိုပဲတွေ့လိုက်ရတဲ့အနားမှာတော့ဂျက်ကပစိန်တလက်ကိုတွေးနေပါတယ်။ရဲတွေကဘာလုပ်တာလဲလို့မေးတဲ့အခါဂျက်ကတောခွေးတွေကိုနှိမ်နှင်းဖို့လို့ရွှဲဆောင်ပြီးပြန်ဖြေလိုက်တာကြောင့်အခြားလူတွေကဝိုင်းရကြတာပေါ့။ရဲအရာရှိချုပ်ကဒေါသထွက်သွားပြီးကျဲရဲ့ဦးကောင်းကိုတနက်နဲ့ချိန်လိုက်တဲ့အခါမှာတော့အခြားတစ်ခိုးသမားတွေအားလုံးကပစိန်တွေကိုစီကင်ပြီးကျဲရဲ့နောက်မှာမတ်တရက်ကပြန်လဲချင်းချောက်ကြပါတယ်လူအင်အားမမျှတာကြောင့်ရဲအရာရှိချုပ်ဟာဒေါသကိုမျိုးသိပ်ပြီးပြန်ဆုတ်သွားခဲ့ရပါတယ်တကယ်တော့တလုံးတွေကိုရဲတွေမမြင်နိုင်အောင်အပေါ်ဘက်ကောင်းကင်ရံမှာကျိုးတွေနဲ့ဆွဲချိတ်ပြီးဖုံးကွယ်ထားခဲ့တာပါရဲတွေထွက်သွားတာနဲ့ဂျက်ကပစိန်နဲ့ကျိုးကိုဖျက်ချလိုက်ပြီးဘီလီယံတန်တစ်လုံးတွေကိုကားပေါ်တင်ဖို့ပြင်ကြပါတော့တယ်ဒါပေမဲ့သူတို့တစ်တွေကိုထရက်ကားပေါ်တင်နေတော့မှပဲရဲအရာရှိချုပ်ဟာအင်အားအလုံးရင်းနဲ့မထင်မှတ်ပဲပြန်လည်ရောက်ရှိလာပြီးလက်နက်ချဖို့ချင်းချောက်ပါတယ်အားလုံးကြောက်လန့်ပြီးမလုံရဲဖြစ်နေချိန်မှာပါနှက်ပြီးတတိရှိတဲ့ချက်ကကြောက်ခဲတစ်လုံးကိုကန်တင်ပြီးရဲအရာရှိချုပ်စီလှမ်းပစ်လိုက်ပါတယ်ဒါကိုမြင်တဲ့အခြားလူတွေကလည်းရဲတွေကိုကြောက်ခဲတွေနဲ့ဝိုင်းပေါက်ကြပါတော့တယ်ရဲတွေဘက်ကတနက်နဲ့ချင်းချောက်ပစ်ခတ်လိုက်တဲ့အခါမှာတော့လက်နက်မပါတဲ့တစ်ခိုးသမားတွေဟာအကုန်ထွက်ပြေးကြရပါတယ်အဲ့ဒီလိုထွက်ပြေးနေတဲ့ကြားထဲကတင်ချက်ကတော့နောက်ဆုံးတစ်လုံးကိုပါကားပေါ်တင်ကျိုးကိုအသေးချချီနှောင်ပြီးတစ်တန်ချိန်များစွာတင်ဆောင်ထားတဲ့ထရက်ကားကြီးကိုဆက်နိုးကအရှိန်ပြင်းစွာနဲ့မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်